နိုင်ငံကနေထွက်သွားတော့မယ်ဆိုအပြေးဆိုင်ရာလေးစိတ်ကြီးနဲ့ငိုလို့ဒီနိုင်ငံကနေထွက်သွားတော့မယ်ဆိုအပြေးဆိုင်ရာလေးစိတ်ကြီးနဲ့ငိုလို့ Bye 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 byeချစ်သူတွေလည်းမဟုတ်ပါငါတို့တငယ်ချင်းတွေထပ်ဖို့အဲ့လိုဖြစ်တာငါကိုကြွေအောင်တကယ်မင်းချွေတတ်လို့မင်းအားရပြဖတ်ဖို့ email တွေပို့ထားမယ်ဟိုမှာချင်းနေဘလို့များလဲရီးစားရပြီလားပြောတော့ငါတို့ကိုရှုတ်ထားနေသူရှိရချက်ကရှင်နေချမှာပညာရှာဖို့ပြီးရင်ကိုတိုင်းပြည်ကိုပြန်ပြီးချုပ်ပြချင်းတာပါဆိုချစ်ချူပါတဲ့တငယ်ချင်းရငါမှရင်နာကိုဟိုမှာဘသူနဲ့တွေ့မျက်နှာဆက်တော့မင်္ဂလာပါလို့ရောက်တပတ်ကဖုန်းနဲ့လွှမ်းတဲ့ရင်းနဲ့တူငုံမိတယ်အဆောင်မိထမိပါနဲ့နေကြောင်းကတပသူပို့တိမလဲသူရှိတော့လမ်းတော့လမ်းလာကောင်မလေးတွေကိုကျူးသလိုမကြည့်နဲ့စိတ်ချငါကနေပြန်လာမဲ့ချိန်တိလူပြိုကြည့်ပဲရန်ကုန်မြို့မှာမိုးတွေမိုင်းပြရွာရင်လွှမ်းနေလှိုင်းထားကြလှိုင်းဆောင်မရနာချင်းရိုင်းသွားတဲ့ရာဇဝင်တွေလိုတိုင်းတပါးသာရှာမချစ်ဖို့ငါတို့တငယ်ချင်းတွေဝိုင်းတာကြမှာအသင့်သူနှလုံးသားငါတယောက်တည်းမြင်တွေ့တန်လုံးကမဟောင်းလေစကားပြင်းမယ်နေလို့မကောင်းရဲ့လားချင်ရဲ့ရန်တပြညာနေတယ်အဆောင်တက်ပြုံးရဲ့အောင်ဝဲနေတာကြတော့မှလည်းကြောက်တယ်အားလုံးဆောင်နေတယ်ရုပ်ကြည့်နေအမြင်ပြန်လာကွယ်နေလို့မကောင်းရဲ့လားချင်ရဲ့ပြောတာသူကြောင်းပါပဲသူတို့တငယ်ချင်းနဲ့ဆုံရင်ပြောမှာဘသူကြောင်းပါမလဲနေချမ်းမှာပါစေအိတ်ကလေးထဲမှာဆူတောင်းစားတဲ့ကျိုးနဲ့ချီပြီးလေတဲ့လွတ်ဖို့မိုးပြန်ပူပေါင်းရှာဝဲ Oh yeah ဒီနေ့တော့နေကိုကြွေးပြီးပါနေဝေးနေငါရောက်တဲ့ရွှေတကုံစေးဒီပေါ့ကမပိုင်ရက်စီမီကလူပီတက်ကူတို့ယူခိုးတယ်လားစားတွေကြွေးမြောက်ဝေတော့ဘုံဘဝဆုံးလုံးကတော့ရတဲ့နေပေါင်းဝဲခွန်ရတာသမီးနဲ့ရစေတော့နောက်လာဆိုရင်ရှိုးရရှိတယ်မျောစင်ကျွန်းထဲမှာပေးရရတုံဖြစ်ပြီးနေတဲ့သူပြောချင်းလွန်ခဲ့သမျှချမ်းငယ်ချင်းတွေထက်ကိုပို့ပြီးဖော်မင်းလွန်တဲ့ငါအညံ့နေပြအောင်ကောင်းရှုပ်ပြမတယောက်ကင်မွန်းနဲ့ကွာလောကဒန်ရိုက်ချက်တဲ့ကြားတဲ့ခါတလေစိုက်ဖတ်တဲ့များလဲစိုက်မမတ်စာပဲကြိုးစားမ night club တွေမသွားတဲ့နောက်ဆုံးမှကျင်တာတော့ဘယ်နေရာရောက်နေမှာဆိုတော့မမေးဖို့နေပြန်လာမဲ့ဆုံးငါထိတ်ဆုံးကလာကျုံတော့ငါတယောက်တည်းမြင်တွေ့တန်လုံးကမဟောင်းလေစကားပြင်းမယ်နေလို့မကောင်းရဲ့လားချင်ရဲ့ရန်တတိယနေတယ်အဆောင်တက်ပြုံးရဲ့အောင်ဝဲနေတာကြတော့မှလည်းကြောက်တယ်အားလုံးဆောင်နေတယ်ရုပ်ကြည့်နေအမြင်ပြန်လာကွယ်နေလို့မကောင်းရဲ့လားချင်ရဲ့လို့ဘချိုးစားနေပြီပြောနေရင်ပြန်ကြည့်စီပြီးနေစီလာလဲမလို့အလို့ဘချိုးစားနေပြီပြောတော့ချဖြစ်ပြီးတော့နေထားခဲ့မှာဆိုအလို့ဘချိုးစားနေပြီပြောနေရင်ပြန်ကြည့်စီပြီးသူကိုပြန်ခေါ်မလို့အလို့ဘချိုးစားနေပြီပြောတော့ချရေးချင်းမရှိတော့နေထားခဲ့မှာဆိုတော့အမတွေသူ့ကိုပြန်သွားမတိုင်ပါနဲ့လူချင်းမတွေ့လဲအတန်ကြားနိုင်တာပဲအမတွေသူ့ကိုပြန်သွားမတိုင်ပါနဲ့စိတ်ဆိုးလို့ဖုန်းမကိုင်ရင်မခံစားနိုင်ပါတကယ်ဟာဖုန်းပြောရင်တချင်းတွေဆိုပြလျက်ပေါ်ဗျာသူရင်ဝင်မဟုတ်ရင်မခေါ်နာတတ်တော့ဖုန်းပြောရင်တချင်းတွေဆိုပြလျက်ပေါ်ဗျာခဲရလာရင်အရင်လို့ပေါ်ချတဲ့နာဆောမှာ yeah ဒီဖာ